နေ့ကတော့မန္တလေးတော့ပါမာစာပတ်ဆောင်ပါဟုတ်ဘာသာကြလဲစိတ်ဆိုပလာတာစိတ်ဆိုပလာတာတော့ကြမယ်ကားရောက်ပြီကလာသွားတော့အိမ်နေနေကြနေရပဲဟုတ်ပြောဘာမှလည်းမလုပ်ဘဲနဲ့ရပါပြီရပါပြီပါမယ်ဒါရောမလောကမနဲ့ဒီမှာထားမှာဒီဟိုတယ်မှာထားပြမမဆိုင်မမသားတက်ဆိုင်ဟိုဒီမှာဟိုတယ်ရှိရတယ်ဟုတ်ပါဘူးဒါတော့ဝယ်မှုတက်ကြမလားဟဲ့ပြမယ်ဟောဒီနားဟဲ့ညမလေးအဖို့အဖို့ရမယ်ဘုကဗီဒီယိုကိုစမနဲ့အေးရိုက်မယ်ဒါတက်ဝါမိုက်တော့မိုက်မိုးရွာရင်ဆွတ်ရှိပျော့လာချင်တာလားတော့ပျော့တယ်အဲ့လိုအေးစစ်စစ်ငြိမ်ငြိမ်စိမ့်ထားပြီးတော့မှားစားပြီးတော့အဲ့လိုချေးကျင်ချေးတာဘာမှတာလဲကွာဘာမှတာလဲထမင်းကြော်ထမင်းကြော်ဘူးနော်အမေထမင်းကြော်စားလို့ထမင်းကြော်ကြက်သားနဲ့လာစားတာဟုတ်တယ်အိမ်မှာထမင်းကြော်စီတွေကတ်ကုန်ဒီမှာလာစားတယ်လောလောဆယ်တော့ဒီမှာသူတို့ပေးထားတာဘာလေးလဲမကြည့်အာလူကြော်လား This what they give အင်းမီစားနဲ့သူတို့အရင်ပေးထားတဲ့ dessert လေးစားကြဟုတ်လားကောင်းပါလေးကဒီမှာကြည့်တယ်ခလေးလိုပဲဝတ်ထားကိုလေးလိုပဲချင်းစုခလေးလေးနဲ့ဘာပါတော့လက်ဖက်လက်ဖက်လည်းမတိုးစားလို့မမရသူ့လည်းပေးရတိုးစားအောင်တယ်ဟုတ်တယ်မလားဟုတ်ပါဟုတ်ပါပါကဲရောက်လာလို့စားပါတော့မယ်ရောက်လာလို့စားပါတော့မယ်ရှင်မခံနိုင်တော့လို့ပါရှင်မစောင့်နိုင်တော့လို့ပါစားတော့တနေ့ကဘာမှမစားရသေးဘူးကောင်းကောင်းဆိုဆွဲကြော်လေးရတယ်မိုက်တယ်ဘာတွေလဲမသိထုတ်ထားနော်ကြွားပြီလားနည်းနည်းကြာရတယ်ဘာဒီဆိုင်ငါတော့ဘာမှမကြာနေမောင်းကောင်းမို့ရေတစ်ဆက်ကြာအမိုင်းရောမင်းတို့ဒီလိုစီးတာပဲစိုးနေဆိုပါဘူးစိုးနေအော်အပြင်ကဘာနဲ့ထုတ်တာကိုကြက်ဥဘာနဲ့ထုတ်တာမလဲကြက်ဥอ่ะဘယ်လိုလဲမစားရဘူးငုံတယ်ဆိုကောင်းနောက်ကြအိမ်သာပြောရင်ခဏလေးတရားဆိုပြချဝယ်ပြောနေမှာဟာရောဟုတ်လားကပ်ပဲခွာလေးနဲ့တောင်းပြီနော်မိုးရွာတော့နေရာပြောင်းလာဒီမှာတော့မဲဝါးရေဟောလင်းနေတယ်ဟုတ်လားလင်းနေတယ်ချီယာချမ်းမစိတ်လက်ဖက်တောင်းတယ်ကိုကတောက်ပြပါပါပြန်တော့တယ်ပြန်လာတော့မယ်ပြန်လာတော့မယ်အပါကျက်တာကတ်တော့